မြန်မာနိုင်ငံအသီးသီးကသူတို့ရဲ့မြစ်ကြီးတွေကိုအင်မတန်အလေးထားပါတယ်။မြစ်ကြီးတွေကိုအမိပြုပြီးခမ်းနားတဲ့ရာဇဝင်တွေပေါ်ပေါက်ခဲ့တဲ့ယဉ်ကျေးမှုတွေလည်းပေါ်ပေါက်ခဲ့တဲ့ဘယ်တော့မှမရိုးသွားနိုင်တဲ့အရာဝင်ပုံမြင်လည်းပေါ်ပေါက်ခဲ့တဲ့ဒီနေ့မှလည်းဘယ်တော့မှစာခွဲလို့မကုန်တဲ့မြစ်ကြီးတွေအပေါ်လူသားတွေရဲ့အမိပြုစိတ်ဟာရွှေရှင်းလာပါတယ်။မြန်မာနိုင်ငံမှာတော့1350ကီလိုမီတာရှည်လျားတဲ့ဧရာဝတီမြစ်ကြီးဟာမြန်မာနိုင်ငံသားတွေအတွက်တော့တမိုးမဖြစ်နိုင်တဲ့ယဉ်ကျေးမှုပြတိုက်ကြီးတကယ်တော့တမိုးရှိလာပါသည်။ပေရဆိုဝကြည်ကြီးလာပါတီခဏနေတော့ဧရာဝတီဆိုတဲ့သူတို့တမီးလေးကမပါမဖြစ်လေပါဒီနေ့ကချောက်တဲ့ချင်းကြီးနဲ့မန္တလေးတိုင်းစကားတိုင်းမကွေးတိုင်းဧရာဝတီတိုင်းနဲ့ရခိုင်တိုင်းတည်တည်ကြီးရှိကြပါတယ်မြန်မာတမိုင်းကိုဧရာဝတီကမွေးပေးခဲ့တယ်လို့လည်းဆိုရမှာပါဧရာဝတီမြစ်ကြီးဟာဆိုလို့ရှိရင်မြန်မာပြည်မြောက်ဖြာတရုတ်ပြည်မြေပိုင်းနဲ့ထဲရှိခီမဝင်တာကုန်းမြေရေခဲပြင်တွင်အရေးပြောစီးဝင်မှုကစတင်ပြီးတော့မြန်မာနိုင်ငံကိုအလျံလိုက်ချက်ခါဘင်္ဂလားပင်လယ်အော်မုဒ္ဓမပင်လယ်ကွေ့အတွင်းကိုစီးဝင်နေတာပဲဖြစ်ပါတယ်။ဘာပေါ်မှာနှုံးနေမြင်နဲ့စမမြောက်အများဆုံးပို့ချပေးနိုင်တဲ့မြစ်ဖြစ်တဲ့ဧရာဝတီမြစ်ဟာမြန်မာနိုင်ငံအကျယ်ဝန်းကိုလမ်းခြုံထားပြီးမြန်မာနိုင်ငံအရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကိုအလဲကနေအလျားလိုက်ပိုင်းပြက်လျက်ရှိပြီးမြောက်ကနေတောင်သို့စီးဆင်းနေပါသည်မြန်မာနိုင်ငံမြောက်ဘက်တောင်တန်းဒေသမြန်မာနိုင်ငံအလယ်ပိုင်းမြင့်ဒေသနဲ့မြန်မာနိုင်ငံအောက်ပိုင်းမြေမှုကျူးမော်ဒေသတွေကိုဖျက်ဆီးစီးဆင်းနေပြီးမမပင်ကိုရလို့ရှိနေပါမယ်ရှိပါသည်ဧရာဝတီမြစ်ဟာမြန်မာနိုင်ငံရဲ့မြောက်ပိုင်းကချင်ပြည်နယ်မြစ်ကြီးနားမြို့ရဲ့28မိုင်ခန့်အကွာအဝေးမှာရှေ့ဘက်ကနေဒီခါမြစ်နဲ့မလိခမြစ်တို့ပေါင်းဆုံးစီးဆင်းမှုကနေစတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အမိုင်ခါလို့ခေါ်တဲ့မေခမြစ်သည်ဧရာဝတီမြစ်၏မူလအစဖြစ်ပေါ်ပါသည်။မလိခမြစ်ကတော့မြန်မာနိုင်ငံအနောက်မြောက်ဖျားမှာရှိတဲ့ရေခဲတောင်ကြီးများအရေးပျော်ရာကနေစပါသည်။ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည်စံစဘာစိုက်ပျိုးရေးတွင်နာမည်ကြီးသောဒေသဖြစ်သည်။ဧရာဝတီမြစ်၏အထူးခြားဆုံးသောအရာမှာမြစ်ညာဘက်မြစ်အထက်ပိုင်းတွင်ဧရာဝတီလင်းပိုင်များကျဆားနေထိုင်ခြင်းဖြစ်သည်။ဧရာဝတီမြစ်သည်ကချင်ပြည်နယ်ရှိမေခနှင့်မလိခအင်မိုင်းခမြစ်များပေါင်းစုရာမှနေ၍စတင်စီးဆင်းသည်မြစ်နှစ်စီးလုံးသည်ဟိမမောနာတောင်တန်း၏အရှိတောင်ပိုင်းဒေသမှမြစ်ပြားခံလာခြင်းဖြစ်သည်ဝန်သည်433 684စတုရန်ကီလိုမီတာကျယ်ဝန်းသည့်မြန်မာနိုင်ငံစုစုပေါင်းကျယ်ဝန်း၏61ရာခိုင်နှုန်းကိုလွှမ်းခြုံထားသည်မြို့အထက်နားတွင်အရှိဘက်ယူနန်ကုန်းပြင်မြစ်မှစီးဆင်းလာသောတာပိန်မြင့်သည့်ဧရာဝတီမြစ်ထဲသို့စီးဝင်သည့်ဧရာဝတီမြစ်သည်မြန်မာနိုင်ငံ၏ဗဟိုချက်မှနေရာများကိုဖြတ်တန်းစီးဆင်းသွားပြီးပြင်ထဲသို့စီးဝင်ပါသည်နိုင်ငံတချို့မှာပင်လယ်ထဲမှာစီးဝင်တော့တဲ့မြစ်တွေတွေ့လာနေရပြီမို့ဧရာဝတီမြစ်ဟာလည်းတစ်ချိန်မှာပင်လယ်ထဲမှာစီးတော့မဲ့အဖြစ်ကြုံလာရနိုင်တယ်လို့ဦးအောင်ကသတိပေးလိုက်ပါတယ်ဒီမြစ်ကိုတရာများမှာဧရာဝတီတရာဖေကန်ဧရာဝတီတရာညောင်တုံးဧရာဝတီတရာပခုတ်ကူဧရာဝတီတရာမလွန်ဧရာဝတီတရာရတနာဘုံဧရာဝတီတာရတနာတင်္ဂဖြစ်ဧရာဝတီချင်းတွင်မြစ်သမီးရေမြတ်ဒီ၎င်းတို့စီးစိမ်ရမြင့်ကျတဲ့ရှောက်ရှိမြို့များတွင်နည်းစုတပေမှများစု2ပေတိလက်ရှိရေမှတ်များထက်ရောနေနိုင်သည်ဟုသိရပါသည်ယခုကတော့ဝမ်းနဲ့စရာဖြင့်ဧရာဝတီမြစ်၏မြစ်ရည်သည်မလ28ရက်နေ့လောက်ခတ်သွားသောငလျင်ကြောင့်တဖြည်းဖြည်းကျဆင်းရောကျသွားပါသည်အခုကတော့ဧရာဝတီမြစ်၏ဖြစ်တည်ပုံစီးပြနေရနဲ့စီးဝေးရနေရတို့ကိုဖော်ပြသွားရပဲဖြစ်ပါတယ်အမားတချို့ပါဝိုင်းရလဲခွင့်လွှတ်ပေးကြပါလို့မြေတားရက်ခံလိုက်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်တစ်ခါပြန်တွေ့ကြပါမယ်